အားလုံးပဲမင်္ဂလာပါဗျာ Daily Plus ပိုင်း Arcade Space မှာပြန်နေကြိုဆိုလိုက်ပါရဗျာကျွန်တော်ဒီတစ်ပတ်မှာတော့ဟာနာပီတိုက်ခိုက်လို့ခေါ်တဲ့မီးပွန်းပွဲတော်ကိုတက်လိုက်ခဲ့ခြင်းဖြစ်ပါတယ်ဗျာကျွန်တော်ဂျပန်မှာဆိုရင်9လပိုင်းကနေစပြီးတော့9လပိုင်းတစ်လလုံးမှာပွဲတော်တွေတော်တော်များများရှိပါတယ်အဲ့ဒီပွဲတော်တွေထဲမှာတော့ဟာနာပီတိုက်ခိုက်လို့ခေါ်တဲ့ပွဲတော်ကလည်းနည်းနည်းကြီးတဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်ဗျာဂျပန်နိုင်ငံရဲ့မြို့အသီးသီးမှာဆိုရင်တော့ဒီမီးပွန်းပွဲတော်ကိုကျင်းပနေကြပါပြီကျွန်တော်ကတော့တိုကျိုနားမှာရှိတဲ့ရှီဘာမာတာဆိုတဲ့မြို့လေးမှာကျင်းပတဲ့မီးပန်းပွဲတော်ကိုတောင်းလိုက်ခဲ့ခြင်းဖြစ်ပါတယ်။ဒီနေရာလေးကဆိုရင်ကျွန်တော်တို့အေဒိုကာဝါခေတ်ကလေးကတိစောက်ခဲ့တဲ့ဈေးဆိုင်တန်းတော်တော်များများနဲ့နာမည်ကြီးတဲ့ဖျားချောင်းတွေတော်တော်များများလည်းရှိပါတယ်ဗျာ။မီးပန်းပွဲကိုကျင်းပမယ့်နေရာကတော့ကျွန်တော်တို့အေဒိုကာဝါဆိုတဲ့မြစ်ပြင်မှာကျင်းပမှာဖြစ်ပါတယ်ဗျာ။ကျွန်တော်ဂျပန်မှာဆိုရင်တော့မီးပန်းပွဲတော်တော်များများကိုကျွန်တော်ဒီမြစ်တည်ရဲ့ပြင်မှာကျင်းပတာတော်တော်များများပြုလုပ်ကြပါတယ်။ကျွန်တော်မီးပန်းပွဲတော်လို့ပြောလိုက်တာနဲ့ကျွန်တော်ဂျပန်မှာရှိတဲ့ဂျပန်လူငယ်တွေတော်တော်များများတော့ကီမိုနိုတို့ယူကာတာတို့ဝတ်ပြီးတော့လက်ရောက်လက်ပတ်ကြပါတယ်တပုံရိုက်တာတို့ပါလို့လုပ်ကြပါတယ်ဗျာမီးပန်းပွဲတော်တော့ကျွန်တော်ည9:20မှာကျင်းပမှာပါကျွန်တော်ဒီလူတွေတော်တော်များများတော့ညနေ3-4နာရီလောက်တည်းလာပြီးတော့နေရာတွေဦးကြပါတယ်တချို့လက်မှတ်ဝယ်ထားတဲ့လူတွေကျတော့အရှိဆုံးမှရကြပါတယ်ကျွန်တော်တော့လက်မှတ်မဝယ်ထားပါဘူးလက်မှတ်တစ်စောင်တော့ကျွန်တော်တို့ရန်9000ဖြစ်ပါတယ်ဗျာဒါနဲ့စောင့်ရင်နဲ့ကျွန်တော်နေရာတော့ဝင်လာပါပြီနေဝင်စီးစားလေးရတယ်တကယ်လှပါတယ်ဗျာကျွန်တော်ဒီမီးပန်းပွဲတော်ကိုလာရောက်ကြည့်ရှုကြတဲ့လူကြီးကတော့ကျွန်တော်မနေ့ကဆိုရင်တော့9သိန်းနဲ့9000နီးပါးလောက်ရှိပါတယ်လူကြီးရတာပါဗျာဒီနေ့လည်းအဲ့လိုနီးပါးလောက်ရှိမယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ဒီမီရှူမီးပန်းတွေကိုတော့အရေးအတွက်15000လောက်လွတ်တင်ခဲ့ကြပါတယ်ကျွန်တော်တို့ဒီတော့အဲ့လိုမျိုးအချိန်ဟာနာပိတက်ခိုင်မှာဆိုရင်တော့ကျွန်တော်ပွဲစည်းတန်းနေလောက်တာတို့ကျွန်တော်မုံစည်းတန်းနေတို့ကျွန်တော်တော်များများဆိုင်တော်များများရှိပါတယ်ဗျာလူဦးရေတော်များတော့တော်ကြိတ်ကိုသွားခဲ့ရပါတယ်ဗျာကျင်းပတော့ကျွန်တော်တနားရီလောက်ပဲအချိန်ကြာပါတယ်ကျွန်တော်9နာရီမိနစ်20ကနေပြီးတော့10နာရီမိနစ်20ဆိုရင်တော့ပြီးမှဖြစ်ပါတယ်မိဘပွဲတော်ကိုကျွန်တော်ပြောမယ်ဆိုရင်တော့ကျွန်တော်မြန်မာနိုင်ငံမှာကျင်းပလေးရှိတဲ့တစောင်းနိုင်ဆိုရင်ကျင်းပလေးရှိတဲ့တောင်ကြီးတစောင်းနိုင်ပွဲနေတော့ခက်စစ်စင်ပြီးပါဖြစ်ပါတယ်ကျွန်တော်တော့တောင်ကြီးတစောင်းနိုင်ပွဲကိုပြန်ပြီးတော့တတိယလိုက်ပါသေးတယ်တစောင်းနိုင်ဆိုတာကကျွန်တော်ရဲ့မွေးရနေမှာကျင်းပခဲ့တာဆိုတော့ခဏတားပြစ်ခဲ့တဲ့နေရာလေးပါတော့10နာရီမိနစ်20လည်းဖြစ်ပြီဆိုရင်တော့ဟာနာပီတိုက်ခိုက်လည်းပြီးပါပြီဗျာအဲ့ဆိုရင်တော့အားလုံးပဲဘိုင်